အားလုံးပဲမင်္ဂလာပါရှင်ဒီချင်လေးပါရှင်မမေတို့ရဲ့အသက်9နှစ်ရွယ်ကလေးလေးတွေကိုဒါလေးတွေတင်ပေးဖို့မမေ့ပါနဲ့ရှင်ပထမတစ်ချက်အနေနဲ့ကကြတော့ဒီအသက်9နှစ်ရွယ်ကလေးလေးတွေဆိုတာသူတို့ကဒီအခရာလေးတွေရဲ့အတန်တွေကိုကြားဘူးနားဝရှိပြီးသားအရွယ်လေးတွေဖြစ်ပါတယ်ဒါဆိုတော့အခရာလေးရဲ့အတန်လေးတွေကိုတိယုံနေမကပဲနဲ့ phonics blending ပေါ့နော်စလုံးပေါင်းလေးတွေပါစတင်ပြောထောင်တင်ကြားပေးလို့ရနေပါပြီရှင်အင်္ဂလိပ်စာနဲ့ဆိုတော့အထူးသဖြင့်ဒါဒီ Oxford Phonics လိုမျိုးပြီးတော့မှ Jolly Phonics လိုမျိုးလေးတွေကိုစပြီးတော့လေ့ကျင့်သင်ကြားပေးလို့ရပါပြီရှင်နံပါတ်1ချက်ကတော့ match concept ပေါ့နော်သင်ကြားအခြေခံနဲ့ပတ်သက်ပြီးတော့မှဒီစာအုပ်ကြီးကင်ပြီးတော့မှ1ပေါင်း2နဲ့1ပေါင်း3ဆိုပြီးတော့အဲ့လိုတင်နေမဲ့အစားဘယ်လိုလေးသင်ကြမလဲဆိုရင်သင်ကြားအခြေခံနဲ့ပတ်သက်ပြီးတော့မှလေဒီကိုယ့်ဘဝဝင်ကျင်မှာရှိတဲ့အရာဝတ္ထုလေးတွေပစ္စည်းလေးတွေဒါမှမဟုတ်ဘဲနဲ့တတမိမိတို့ကစားနေတဲ့အရာဝတ္ထုလေးတွေကိုသုံးပြီးတော့မှအပေါင်းအနှုတ်ရဲ့အခြေခံလေးတွေကိုစပြီးတော့တင်ကြားပေးလို့ရပါပြီရှင်။နောက်အရေးကြီးဆုံးချက်ကတော့နံပါတ်3ပါရှင်။ဒါလေးကပါလဲဆိုတော့လေကလေးလေးတွေကကျတော့အရေးပေါ်အခြေအနေအတွက်သူတို့ကကြတော့လေဒီအိမ်ရဲ့ဖုန်းနံပါတ်လေးတွေပြီးတော့မှအိမ်လိပ်စာလေးတွေကိုဒါစပြီးတော့မှတ်ခိုင်းထားလို့ရပါပြီရှင်။ဒါကတော့အရေးပေါ်အခြေအနေတစ်ခုအတွက်ကြိုတင်ပြီးတော့ပြင်ဆင်ထားလို့ရတဲ့သဘောပါရှင်။အတက်9နှစ်ရွယ်ကလေးလေးတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုတင်ကြားနည်းအသစ်ကလေးတွေရှိသလဲဘာလေးတွေကိုတင်ကြားပေးလို့ရနေပြီလဲဆိုတာသိချင်တဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ follow လုပ်သွားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်